တခါတရံဘာအလုံးမလုပ်ဖဲခန္ဓာကိုယ်နဲ့စိတ်ကိုကောင်းစွာအနာပေးခြင်းဟာကျမတို့ကိုခွန်အားပြည့်စေပြီးအကြံဉာဏ်အသစ်တွေကိုရရှိစေပါတယ်။ဒါပေမဲ့ကြာရှည်စွာဘာမှမလုပ်ဖဲပြင်းရည်နေခြင်းကတော့ပေါင်းမြက်ရိုင်းနေလို့ကျမတို့ကိုဖျက်ဆီးမှာဖြစ်ပါတယ်။သင်ကိုဆုပ်ယုပ်ပျက်စီးစေတဲ့ပြင်းရည်ခြင်းကိုအောင်နိုင်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကအသင့်အတွက်ပါ။ပြင်းရည်ခြင်းကိုဖယ်ရှားနိုင်တဲ့နည်းလမ်းများစွာတွေကအစွမ်းအထက်ဆုံးနဲ့အလုပ်ဖြစ်ဆုံး၅ခုကိုပြောပြချင်ပါတယ်။ Stay focused on your goals ရည်မှန်းချက်ကိုအာရုံစိုက်ပါခန္ဓာကိုယ်ကိုစိတ်ကဥဆောင်တာမို့ပြင်းရည်ခြင်းကိုပယ်ဖြောက်ဖို့ပထမဆုံးလုပ်ရမယ့်နည်းကကိုယ့်ရဲ့ရည်မှန်းချက်ကိုဖြစ်ချင်တာကိုကိုနေ့စဉ်သတိပေးတာဖြစ်ပါတယ်။သင်ရဲ့ရည်မှန်းချက်ကဘာပါလဲ။ရှေ့လာမယ့်3နှစ်မှာသင်ကဘယ်လိုလူဖြစ်ချင်တာပါလဲ။သင်ရဲ့ရည်မှန်းချက်ကိုသင်ကိုယ်သင်အမြဲသတိပေးပါခဏခဏသတိပေးပါ။ဥပမာကျမဆိုရင် YouTube မှာကောင်းစွာရပ်တည်ပြီးဝင်ငွေလဲရကြပါတယ်။ဒီတော့ဗီဒီယိုလောက်ရတာပြင်းတဲ့အခါတိုင်းကျမရဲ့ရည်မှန်းချက်ကိုကျမသတိပေးပါတယ်။အဲ့ဒီအခါပန်းနိုင်ကိုသတိရပြီးစိတ်ဟာတက်ကြွလာပါတယ်။ Train your mind to obey you သင်ရဲ့စိတ်ကသင်စကားကိုနားထောင်အောင်လေ့ကျင့်ပါရေဟာမြင့်ရာနှင့်ရာကိုစီးသွားသလိုပဲမထိန်ကြောင်ပဲထားတဲ့စိတ်ဟာမကောင်းတဲ့အလေးအကျင့်တွေစီကိုပဲသွားပါတယ်အလေးအကျင့်ဇိုးတွေဆိုတာကပြင်းတာအချိန်ဆွဲတာကိုတန်တရားရှိတာဒေါသဖြစ်လွယ်တာစသဖြင့်ပါစိတ်ဟာထိန်ကြောင်လေ့ကျင့်ရင်ကိုယ့်ကိုတိုးတက်အောင်စောင့်ရှောက်ပေးတဲ့အကောင်းဆုံးတပည့်ဖြစ်ပြီးမထိန်ကြောင်ရင်တော့ကိုယ့်ကိုပျက်စီးတာတွေလုပ်ခိုင်းတဲ့အဆိုးဝါးတဲ့အရှင်သခင်ဖြစ်သွားပါတယ်ဥပမာညဘက်အိပ်ရေးဝအောင်စောစောအိပ်မယ်လို့စဉ်းစားနေတဲ့အခါခဏနေပါအောင်ဖုန်းဆက်ကြည့်ပါရစေအောင်လို့ပြောတဲ့စိတ်ဟာကိုယ့်ကိုဖျက်ဆီးဖို့ကိုယ့်ကိုအုပ်ချုပ်ဖို့စ조사နေတဲ့စိတ်ပါဒီအခါမကောင်းတဲ့စိတ်ရဲ့အုပ်ချုပ်မှုကိုတော့ငါလက်မခံဘူးအိတ်မယ်ဆိုပြီးဖုန်းကိုချက်ချင်းပိတ်မီးပိတ်ပြီးအိတ်တဲ့အခါတဖြည်းဖြည်းနဲ့စိတ်ဟာစကားနားထောင်နဲ့ကိုယ့်ရဲ့တပည့်ဖြစ်လာပါတယ်လေ့ကျင့်ထားတဲ့စိတ်ဟာအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါမှာလေတည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ပါတယ်စိတ်ကိုလေ့ကျင့်နည်းကသတိထားတာပါလှုပ်လက်စတွေးလက်စကိုခဏရက်ပြီးငါဘာလုပ်နေပါလိမ့်ငါဘာတွေးနေပါလိမ့်လို့စဉ်းစားတာပါမြန်မာရုပ်ရှင်မင်းသားကြီးဦးကျော်ဟင်းကမိုးရစ်စိတ်ဆွဲနေခဲ့တာကိုဖျက်ဖို့ဆုံးဖြတ်ပြီးသူ့လက်ထဲမှာရှိသမျှဆေးတွေကိုအိမ်သာထဲထည့်ရေဆွဲချခဲ့ဘူးတဲ့နောက်ဆေးသုံးနေကြအချိန်ရောက်တော့လက်ထဲမှာဆေးရမရှိတော့ဘူးအိမ်သာထဲကိုထည့်ပြီးရေလောင်းခဲ့မိပြီးဆေးရလည်းအရန်သုံးချင်တော့စောက်တီရမရနဲ့အိမ်သာကြွေခွက်ကိုရှာနဲ့လိုက်ရက်နေခဲ့မိတယ်တဲ့အဲ့လိုရက်နေရင်နဲ့ဟာငါဘာလုပ်နေမိပါလိမ့်လို့သတိရခဲ့တယ်တဲ့အဲ့ဒီနောက်ပိုင်းသူလည်းမူရစ်ဆေးပြတ်သွားခဲ့တယ်လို့သူ့အကြောင်းပြောပြတာကိုကြားခဲ့ဘူးတယ်အဲ့လိုကိုလှုပ်လက်စတွေးလက်စကိုခဏရက်ပြီးငါအခုဒါဘာလုပ်နေတာလဲဘာတွေးနေတာလဲအကျိုးဆက်ကဘာဖြစ်မှာလဲလို့သတိထားတာဟာစိတ်ကိုလေ့ကျင့်ပေးတာဖြစ်ပါတယ်အသက်ရှူသွင်းတာရှူထုတ်တာကိုတတိနဲ့စောင့်ကြည့်တဲ့ကမ္မထမ်းတရားအားထုတ်မှုကိုနေ့စဉ်အနည်းဆုံး10မိနစ်လောက်လေ့ကျင့်ခြင်းဖြင့်စိတ်ကိုတန်မာတတိရှိစေပါတယ်။ The mind is a wonderful servant but a terrible master. Train it to serve you, not the other way around. Identify the root cause of laziness. ပြင်းရည်ခြင်းရဲ့ဇင်းမြစ်ကိုရှာကြည့်ပါအခါများစွာမှာကျမတို့အလုပ်တစ်ခုကိုလုပ်ဖို့ပြင်းနေအချိန်ဆွဲနေတာဟာတကယ်ပြင်းလို့မဟုတ်ဘဲမအောင်မြင်မှာစိုးတာသူများဝေဖန်မှာကြောက်တာအလုပ်ကခက်ခဲတဲ့အလုပ်ဖြစ်နေတာပန်းနိုင်ကိုရောက်ဖို့ဝေးကွာနေတာတွေဖြစ်တတ်ပါတယ်ပြင်းရည်ခြင်းဟာပြဿနာရဲ့ဇင်းမြစ်မဟုတ်ဘဲပြဿနာရဲ့လက္ခဏာသာဖြစ်တယ်လို့ဆိုပါတယ်မအောင်မြင်မှာဆိုတဲ့စိတ်ကိုတိုက်ဖြတ်နိုင်တဲ့နည်းလမ်းတစ်ခုကကျမတို့ပြောတဲ့စကားတွေအတွေးတွေကိုပြောင်းတာဖြစ်ပါတယ်။တကယ်လို့ငါမအောင်မြင်ရင်ဆိုတဲ့အတွေးနေရာမှာတကယ်လို့ငါအောင်မြင်ရင်ဆိုတဲ့အတွေးကိုတွေးပါ။ငါဘာမှမလုပ်ဘဲနောက်မှနောင်တရတာတဲ့အ ਨੇ ဆုံးတစ်ခုခုတော့တင်ယူလိုက်နိုင်မှာလို့တွေးပါ။သူများဝေဖန်မှာဆိုတဲ့အခါဝေဖန်မှုဟာလူတိုင်းကြုံရတဲ့အရာဆိုတာကိုသတိရပါ။ဝေဖန်မှုတွေကိုစစ်စစ်တဲ့နီလန်းဟာလေတင့်ကိုအကျိုးပြုပါတယ်အကျိုးရှိတဲ့ဝေဖန်မှုဆိုရင်လက်သင့်ခံပြီးအကျိုးမရှိတဲ့ဝေဖန်တိုက်ခိုက်မှုဆိုရင်လှစ်လျူရှုပါအလုတ်ကခက်ခဲတဲ့အလုပ်ဖြစ်နေတဲ့အခါပန်းနိုင်ဟာဝေးကွာနေတဲ့အခါစလုံနိုင်တဲ့ပန်းနိုင်ငယ်တွေကိုတတ်မှတ်ပါယောဂတစ်ခုရဲ့ဇင်းမြစ်ကိုရှာပြီးကုစားလိုက်တဲ့အခါယောဂရဲ့လက္ခဏာတွေဟာပျောက်ကင်းသွားသလိုပါပဲကိုဘာလို့ပြင်းနေမိတာလဲဆိုတဲ့ပြဿနာရဲ့ဇင်းမြစ်ကိုရှာပြီးကုစားတဲ့အခါပြဿနာရဲ့လက္ခဏာဖြစ်တဲ့ပြင်းရည်ခြင်းဟာတခါတည်းပျောက်ကွယ်သွားပါတယ် Keep your body active သင်ရဲ့ခန္ဓာကိုယ်ကိုကျန်းမာဖြတ်လက်နေအောင်စောင့်ရှောက်ပါပြင်းရည်ခြင်းကိုတိုက်ဖြတ်တဲ့အခါ
ဘလို့မှခြံထားခဲ့လို့မရတဲ့တစ်ခုကတင့်ရဲ့ခန္ဓာကိုယ်ကိုကျမ်းမာလန်းဆန်းနေအောင်ထားဖို့ပါအစားတွေအများကြီးစားပြီးဗိုက်လေးနေတဲ့အခါကျမတို့ရဲ့အုံနှောက်ကလည်းလေးလံလာပါတယ်အေးရေးမဝတဲ့အခါကျမတို့ရဲ့အုံနှောက်ကကောင်းကောင်းအလုံးမလုံးပါဘူးဒါကြောင့်ကျမ်းမာတဲ့အစားအစာကိုစားပါပြည့်အင့်နေအောင်မစားပါနဲ့ရေများများတောက်ပါအေးရေးဝအောင်အိပ်ပါကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါကိုယ်လက်လှုပ်ရှားမှုဆိုတာမှာလေ့ကျင့်ခန်းအပြည့်အစုံမလုပ်နိုင်ရင်တောင်မှအလုပ်လုပ်နေရင်လေးလံလာတဲ့အခါခဏမတ်တက်ရက်တာခန္ဓာကိုယ်ဆွဲဆန့်တာအိမ်နဲ့ဒါမှမဟုတ်ရုံနဲ့ခဏလမ်းထားလျှောက်တာတွေကိုလုပ်နိုင်ပါတယ်။အဲ့ဒီအခါခန္ဓာကိုယ်ကပြန်လဲလန်းဆန်းလာတာကိုသင်သတိထားမိပါလိမ့်မယ်။ပြင်းရည်ခြင်းကိုအောင်နိုင်ခြင်းနဲ့ဆိုရင်သင်ခန္ဓာကိုယ်ကိုကျမ်းမာလန်းဆန်းနေအောင်စောင့်ရှောက်ပါ။ Use the do it now rule ပြင်းနေမယ့်အစားချက်ချင်းထားလုပ်ပါအလုပ်တစ်ခုကိုအများကြီးရှောက်တွေးနေမိတာ overthinking ဖြစ်နေတာအချိန်ဆွဲနေမိတာတွေမျိုးမှာ do it now concept ကတကယ်အသုံးတည့်ပါတယ်ကျမတို့ရဲ့စိတ်ထဲကနေပြောနေတဲ့နောက်မှလုပ်မယ်လေဆိုတဲ့ငပြင်းစိတ်ကိုခုလုပ်မယ်ဆိုတဲ့စကားကတိုက်ဖြတ်ပေးပါတယ်အလုပ်တွေကိုအချိန်ဆွဲထားတဲ့အခါအဲ့ဒီအလုပ်မပြီးသေးဘူးဆိုတဲ့ခံစားမှုကစိတ်ကိုလေးလံစေပါတယ်ချက်ချင်းထလုပ်လိုက်တဲ့အခါစိတ်ပေါ့ပါသွားတဲ့ခံစားမှုကိုရပါတယ်အလုပ်ပြီးမြောက်တဲ့အခါပြီးမြောက်ခြင်းဆိုတဲ့စိတ်ခံစားမှုကကိုယုံကြည်မှုကိုတိုးမြင့်စေပါတယ်ညနေခင်းယောဂကစားရမယ့်အချိန်ပြင်းနေတဲ့အခါချက်ချင်းယောဂဖြာကိုခင်းလိုက်ပြီးအဲ့ဒီအပေါ်မှာမတ်တက်ရက်လိုက်တယ်လို့ပြောပြတဲ့သူတဦးရဲ့စကားကိုကျမအတော်နှစ်ချိုက်ပါတယ်နပိုလီယန်ဟီးက Don't wait that time will never be just right လို့ပြောခဲ့ပါတယ်စောင့်မနေပါနဲ့အကောင်းဆုံးအချိန်ဆိုတာကဘယ်တော့မှရောက်မှာမဟုတ်ပါဘူးတဲ့အနှစ်ချုပ်ပြန်ပြောပြရမယ်ဆိုရင်ပြင်းရည်ခြင်းကိုဖယ်ရှားနိုင်ဖို့ကိုဖြစ်ချင်တဲ့ပန်းနိုင်ကိုမကြာခဏသတိပေးပါစိတ်ကိုသတိထားတဲ့အလေးအကျင့်ကိုပြုလုပ်ပါငါခုဘာလုပ်နေတာလဲလို့မကြာခဏစဉ်းစားပါပြင်းရည်ခြင်းရဲ့ဇစ်မြစ်ကိုရှာပြီးကုစားပါခန္ဓာကိုယ်ကျမ်းမာလန်းဆန်းစေတဲ့အလေးအကျင့်တွေကိုပြုလုပ်ပါလှုပ်ရှားရှိတာကိုချက်ချင်းထလုပ်တဲ့ do it now အလေးအကျင့်ကိုပြောထောင်ပါဒီဗီဒီယိုလေးကြောင့်သင်ဟာပြင်းရည်ခြင်းကိုနိုင်အောင်တိုက်နိုင်တဲ့ကိုစောင့်ရှောက်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်ဒီ channel ကို subscribe လုပ်ပေးခြင်းဖြင့်ပြင်းရည်ခြင်းကိုတိုက်ခိုက်လျက်ရှိတဲ့ကျမကိုခွန်အားဖြည့်ပေးနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်